တော်စင်ဓမ္မမိတ်ဆွေများရှင်ပွင့်တော်မူကြကုန်သောဘုရားရှင်ကိုတော်မြတ်များ၏သာသနာတော်တွင်ဩဝါဒပါဠိမောက်အာနာပါဠိမောက်ဟုရှိသည့်အနက်လက်တော်ရှိဘုရားများကတော့ဩဝါဒပါဠိမောက်ကိုသာသနာဆုံးတိုင်ပြတော်မူကြပါတယ်ကျမတို့ရဲ့ဂေါရမမြတ်စွာဘုရားရှင်ကတော့ဩဝါဒပါဠိမောက်ကိုဝါတော်20အတွင်းသာပြဆိုခဲ့ပါတယ်ဩဝါဒပါဠိမောက်ဆိုတာကတော့မကောင်းမှုကင်းကောင်းမှုသွင်းစိတ်ရင်းဖြူစင်အောင်ထားဟူသောသုံးပါရအဆုံးအမပဲဖြစ်ပါတယ်ဤသုံးပါသောအဆုံးအမနဲ့အညီကြည်ကြံသူတို့ဟာအပယ်လေးပါဘယ်တော့မှမလားတော့ပါဘူးမြတ်စွာဘုရားရဲ့သားတော်ယဟန်ရှင်များသည်လည်းဤတရားသုံးပါးကိုပညာအသိဖြင့်အသက်ပေးဆောက်ရှောက်ကြပါတယ်ဘုရားရှင်ကိုရောမြတ်ကြီးဤဩဝါဒပါဠိမောက်ပြတဲ့နေ့ဟာဖြင့်တပူရဲလာပြည့်နေပဲဖြစ်ပါတယ်ရှင်တရိဂါထာသုံးပြသောဩဝါဒကိုပါဠိမောက်ခေါ်သည်ဘဂဝါချီးမြှောက်တော်မူပြီးဒေသနာပြဆိုတဲ့လာတဘူတွေပုံနမီသုံးလောကမန်ကူတရားမှုအဆူဆူသည်ဩဝါဒချီးမြှောက်ပါဠိမောက်ပြတော်မူသည်ခန္တီပရမန်တဘောတိတိခါစာချီဝိသိခာရမဂရိစိတ်ဖြာပြဂါထာတော်ဖွင့်သည်ဖွင့်တော်မူကြသည်မြတ်ဗုဒ္ဓအလီလီနှုတ်ကပအဆုံးမထုံးဓမ္မတူညီဖွင့်တော်မူကြသည်မြတ်ဗုဒ္ဓအလီလီနှုတ်ကပအဆုံးမထုံးဓမ္မတူညီတက်တော်ရှိဖယားများသာသနာဆုံးတိုင်ပြတော်မူလေသည်ပထမဘောဓိခေါ်သည်ကျမတို့ဖယားကဝါတော်20တွင်ပြလေသည်ပါဠိမောက်ပြတော်မူသည်ခန္တီပရမန်တဘောတိတိခါစာတိဝိသိခာရမတရိစိတ်ဖြာပြဂါထာတော်ပွင့်သည်ပွင့်တော်မူကြသည်မြတ်ဗုဒ္ဓအလီလီနှုတ်ကပအဆုံးအမထုံးဓမ္မတူညီပွင့်တော်မူကြသည်မြတ်ဗုဒ္ဓအလီလီနှုတ်ကပအဆုံးမထုံးဓမ္မတူညီတက်တော်ရှိဖယားများသာသနာဆုံးတိုင်ပြတော်မူလေသည်ပထမဘောဓိခေါ်သည်ကျမတို့ဖယားကဝါတော်20တွင်ပြလေသည်ကင်းလွန်မြည်ကင်းလွန်မြည်အပေဘုံအပေရွာတကယ်ပါမလားပြီဘဂဝါဖယားကသာတော်များကိုဩဝါဒချွေပြီးပါဠိမောက်ခေါ်သည်ပညာသိနဲ့ဆောင်းလျှောက်ကြလေပြီဗုဒ္ဓအဆုံးမဒေသနာအချီသွေးလေချီမြူစော်ခြင်းရသည်မြတ်ဗုဒ္ဓအဆုံးမဒေသနာအချီထီတန်ငါများစောင့်ရှောက်ကြလေပြီ
အမတာထိရောက်ပါမည်ပါရီမောက်ပြတဲ့ကုံရသည်ကင်းလွန်မည်ကင်းလွန်မည်အပေဘုံအပေရွာတကယ်ပါမလားပြီဘဂဝါဖယားကသာတော်များကိုဩဝါဒချွေပြီးပါရီမောက်ခေါ်သည်ပညာသည်နဲ့စောင့်ရှောက်ကြလေ